ဒီဓမ္မယုံကြီးနဲ့ပြည့်လာရောက်ပြီးတော့နားထောင်ကြတဲ့စာချက်သူတွေတစုံတရာတော့ကောင်းကျိုးရမှာပဲကွဒီလိုသိမြင်ယူဆပြီးတော့လာကြတယ်လို့နားလည်ပါတယ်ကျွန်တော်တို့နိုင်ငံမှာစာပေဟောပြောပွဲတွေရှိတယ်အဲ့ဒါစာကိုနားနဲ့ဖတ်တာပါပဲစာရေးဆရာတွေကသူတို့ဖတ်ထားတဲ့စာတွေအများကြီးပဲသူတို့ဘဝအတွေ့အကြုံတွေသူတို့ရဲ့ဆင်ញံလုံးတရားတွေအဲ့ဓာတွေကိုဒီမှာပါဇက်နဲ့ပြောတာစာရေးပြတယ်လို့ပြောတာပါပဲကောင်းနိုးရာရာတွေကောင်းကျိုးရှိမယ်ထင်တာတွေပြောတာပါပဲအဲ့ဓာတွေကိုနားထောင်ရတော့စာမဖတ်ရင်တောင်မှစာအများကြီးဖတ်တယ်လို့ပဲတထိုင်တည်းနဲ့ရတယ်သို့သောစာချက်သူများကိုလေးစားစွာနဲ့ပြောချင်ပါတယ်ကျွန်တော်တိုင်းပြည်ကျွန်တော်တို့နိုင်ငံတိုးတက်စေချင်လွန်းလို့ပါဗျာမြင့်ကျင်လွန်းလို့ပါမြန်မြန်ကြီးကိုမြင့်ကျင်လို့ပါကျွန်တော်တို့နောက်ကြခဲ့ပြီနှစ်တည်ကြာလာပါအလင်းအမြန်ခုံပြီးတော့မြင့်ကျင်နေအဲ့လိုမြင့်မှုဆိုရင်ဘာလို့တလဲကျွန်တော်တို့လူတွေဉာဏ်ရည်တွေမြင့်ရလိမ့်မယ်အသိတွေမြင့်ရလိမ့်မယ်တေချာပေါ့လူတွေရဲ့အသိမြင့်မှုဆိုရင်စာတွေဖတ်ကြပါစာပေဟောပြောပွဲတွေနားထောင်ရင်းနဲ့အဲ့ဒီရတဲ့အသိတွေနဲ့တဲကောင်းမှလားကွဟောပြောပွဲကနေတိုင်းမရှိဘူးကွနေတိုင်းကိုယ်အသိကိုမြင့်အောင်မြင့်နိုင်တာကတော့စာဖတ်ရင်မြင့်နိုင်တယ်နေတိုင်းမြင့်လို့ရတယ်တနေ့ကိုစာတစ်မျက်နှာပြီးရင်တစ်မျက်နှာဘူးမြင့်တက်လိမ့်မယ်တလကိုစာတအုပ်ပြီးရင်တအုပ်စာမြင့်တက်လိမ့်မယ်နော်တလကိုစာတအုပ်ပြီးရင်တအုပ်စာမြင့်တက်လိမ့်နောက်တော့3ရက်တုံးပြီးရင်တလကို10အုပ်ပြီးလိမ့်မယ်အဲ့လိုနီးနဲ့စာအုပ်90တရားဖတ်ပြီးရင်လူတယောက်ကအသိအမြင်ဆင်ញံုံတရားအလိမ္မာတရားတွေအများကြီးမြင့်သွားလိမ့်မယ်အဲ့လိုလူတွေကိုလိမ်ဖို့ညာဖို့မလွယ်ဘူးမဟုတ်ရင်ကျွန်တော်တို့ကလိန်လို့ညာလို့သိလွယ်တာပဲအပေါ်စားလူလိန်နေတောင်မှကျွန်တော်တို့ကိုလိန်သွားမှာပဲမင်္ဂလာတုံမှာပြင်းမဲ့ဈေးရန်လေးရှိတယ်အဲ့ဒီမှာလူတယောက်ကမွေလံမယ်ပြဆေးရောက်နေတယ်သူ BBI ကမွေဈေးနာမည်ကြီးတာတခြားဟုတ်ပါရောလားသူကကချင်ပြည်နယ်ကတက်ရွက်တွေခူးလာပြီးတော့သွင်းတာအဲ့ဒီဟာကို BBI ကဆေးဖော်တာဒါကြောင့်မို့လို့အဲ့ဒီ BBI ဆေးကနာမည်ကြီးနေတာပေါ့ဟာကျွန်တော်ကလည်းသွားရင်လာရင်နဲ့ရက်ပြီးတော့နားထောင်ဒီကောင်မရိုင်းလာပါလားရေးယူလို့ရတယ် BBI မွေဆေးကဘယ်သေးရမှမပါဘူးမွေစိတ်ကနေပြီးတော့အစင်းစင်းရင်ပါအောင်လုပ်ပြီးတော့မှဆေးဖြစ်နေဖော်ဆက်ရတာအဲ့ဒါကိုသူကသိရွက်တွေနဲ့လုပ်တယ်အဲ့ဒီသိရွက်ကိုဘယ်လိုရဟိုးကချင်ပြည်နယ်မှာကချင်ကြီးလင်မယားတောင်ရသွားခုတ်နေနဲ့မွေစိုးတကောင်ကကချင်မကြီးကိုခြေပမိုးပေါက်အစွဲရနှစ်ခုပေါက်သွားတော့ကချင်မကြီးဘိုင်းကနဲ့လဲကြသေးကိုသွားတာငါမိမကိုပေါက်တတ်တဲ့မွေနင်လက်သေးပြီးတော့ကချင်ကြီးတောင်ရတာနဲ့ခုတ်ထပ်ပိုင်းပြတ်ထွက်သွားတယ်မွေကြီးလည်းသေးအဲ့လိုတော့နောက်ထပ်မွေတစ်ကောင်ရှော့လာတယ်နောက်လာတဲ့ကောင်ကမွေဒီတဲ့ပထမသေးသွားတာမွေမတယ်သူပြောတာပဲဘယ်လိုလုပ်ခွဲတော့မသိဘူးလာပြန်ပြီတကောင်မင်းလည်းသေးပြီးတော့ခုတ်မယ်လို့တော့အဲ့ဒီမွေကပြန်ဝင်သွားတယ်ကြောက်တယ်ဒီကောင်ပြေးပြီလို့ထင်တာမဟုတ်ဘူးတဲ့ခဏနေတော့သိရွက်တွေချီပြီးတော့ပြန်လာတယ်။အော်ထူးဆန်းပါလား။ဘာလို့မလို့ပါလိမ့်ကချင်ကြီးကမခုတ်ဘူးကြည်နေတယ်။ထပ်ပိုင်းပြတ်သွားတဲ့မွေကချင်ဓာတ်နဲ့ခုတ်တာဗျ။နော်ပြတ်တယ်ဆိုတာလွန့်ထွက်သွားမှာမွေကပြိုင်ငင်လေးနေတာမဟုတ်ဘူးဗျ။နော်ခုံပေါက်လွန့်ထွက်သွားတာလူလွန့်ပြီးတော့မသေးခင်ကိုတော်တော်ခုံးနေအောင်မှာဘယ်တော့ဝေးရောက်သွားတယ်မသိဘူးမဝေးတောင်မှခလန်းလန်းတော့ဖြစ်မှာပဲအဲ့ဒါကိုနောက်လာတဲ့မွေဒီက
အဲ့ဒီပြတ်သွားတဲ့မွေမကိုတိတ်ပြီးတော့ဆက်တယ်စဉ်းစားအဲ့ဒီကောင်လက်လဲမပါဘူးလက်ပါတဲ့လူတော်မှာချောကြည့်ကြည့်မွေကိုတိတ်ဆက်ဖို့မလွယ်ဘူးတိတ်ဆက်ပြီးတော့တိုက်လာတဲ့တိရွက်ကလေးနဲ့အဆက်နေရာကိုပုတ်တယ်အမာရွတ်တော်မကြံဘူးအသက်ပြန်ရှင်သွားတယ်မွေနှကောင်ရှော့တော်တယ်ဝင်သွားဟာဒီတိရွက်တည်းစွန့်မလားကချင်ကြီးကအဲ့ဒီတိရွက်ကိုကောက်ယူသေသွားတယ်သူမိမချီပမိုးကိုပုတ်တယ်အမာရွတ်တော်မကြံဘူးမိမထထိုင်နေအဲ့ဒီတိရွက်တွေကိုကျွန်တော်သွင်းတာပဲအခုကျွန်တော်မှနည်းနည်းတော့ပါတယ်ဥရလူရမယ်တစ်ခါသုံးကို200နောက်ကြရင်မရဘူးကျွန်တော်ထင်တယ်လေတစ်စက်မှယုတ်တိမရှိဘူးအပေါ်စားညံဖြင်းတဲ့လိန်ညာနီးပဲဘသူမှဝယ်မှာမဟုတ်ဘူးအောင်းမင်းအလူရက်ဝယ်ကြတယ်အလူရက်ဝယ်ကြတယ်နည်းနည်းပဲပါတယ်ဥရလူရမယ်ဆိုတာကုန်လည်းမသွားပါဘူးဟိုးရင်လေးစရာကောင်းလိုက်တာကျွန်တော်စိတ်ထဲမှာပင်ပန်းဆင်းရဲတယ်ဟောငါတို့လူတွေလိန်လို့ညာလို့လွယ်လာကြည်လားဒီတိုင်းပြည်ဘယ်လိုလုပ်ရပါမလဲသိရင်လေးစရာကောင်းပါလေရွာတရားမှာမိမတယောက်ကလူကုန်ကူးလို့ရွာရဲ့သမီးပြိုကလေးတွေကိုလာပြီးတော့ခေါ်နေပြီးဟိုဘက်ကန်းရောက်လို့ရှိရင်တလကိုလက9သိန်းရမယ်ဘယ်လိုဝတ်ရမှာဘယ်လိုစားရမှာဆိုင်ကြီးတွေမှာလုံးရမှာမိဘကိုလစဉ်3သိန်းပို့နိုင်တယ်နေချင်းညချင်းချမ်းသာသွားလိမ့်မယ်ပြောတယ်မစားရဝကမန်းအဲ့ဒီမှာမိန်းကလေး3ယောက်ကလိုက်ညီတို့3ယောက်ထဲတော့နဲသေးတယ်10ယောက်လောက်လိုချင်တယ်ညီတို့တငယ်ချင်းတွေပြောမလေးတိန်တဆင်းလိုက်ပြော9ယောက်ရပြီနောက်တော့3ရက်လောက်စီအောင်တော့9ယောက်ရပြီဟာပါကုန်ပြီ10ယောက်မရသေးလို့အဲ့ဒါဟိုဘက်ကန်းရောက်ရင်ဒုက္ခရောက်တော့မင်းကျွန်တော်ကမြဝတီကိုသွားဟောရတော့အဲ့ဒီလိုပဲမိန်းကလေးတွေမော်တော်ကားနဲ့တင်လာတယ်ရှင်လေးစရာကောင်းလိုက်တာစကတ်ကလေးတွေနဲ့ဘောင်းမီတိုလေးတွေနဲ့ပြန်လို့ဝတ်လို့ဆင်းလို့မြူလို့ပြောရလို့ပြောနေလိုက်ကြတာဒုက္ခရောက်ခါနီးကလေးမှာပြောနေကြတာတရားဘောကမကူရဘူးချောင်းကိုဖြတ်ရတယ်သူတို့ချောင်းထဲမှာအများကြီးပဲဖြတ်နေကြတယ်ချောင်းတစ်ဖက်ကန်းကိုရောက်တာနဲ့ဒီကသွားတော့ကတော့တရွာတည်းက9ယောက်ပေါ့ချောင်းကိုပဲရောက်တာနဲ့သူ့လူနဲ့သူခွဲသွားလိုက်တာဟိုဘက်ကျတော့ပြန်စုံမှာပေါ့လို့ပြောတယ်တစ်သက်လုံးမစုံတော့ပါဘူးချောလာမင်းကလေးကအဲ့ဒီတောထဲမှာအရင်ဆုံးအပြိုကြီးပြက်ရှာပါတယ်ကျန်တဲ့မင်းကလေးတွေကဟိုဘက်မှာပြည်တစားတန်းမှာရောင်းစားပါတယ်တယောက်တလေအသက်ဆွန့်ပြီးတော့ထွက်ပြေးမိလို့ကတော့သေကောင်ပေါင်းလဲနှိမ့်ဆက်ခံရတယ်ကံကောင်းလို့လွတ်သွားတဲ့ကလေးမကရဲကိုတိုင်းထိုင်းရဲနဲ့မြန်မာရဲနဲ့ဆက် operation လုပ်ပြီးတော့အဲ့ဒီနေရာတွေဝင်စီးရတယ်အဲ့တော့မြန်မာမင်းကလေးတွေအဲ့လိုနီးနဲ့ပြန်ကယ်ရတယ်ကယ်လို့ကိုယ့်ရွာကိုပြန်ရောက်တော့ဒီကလေးတွေမှာ HIV ပိုးတွေပါလာပါပြီကိုယ့်ရွာကအပြစ်မဲ့တဲ့ရွာသားကလေးတွေနဲ့အိမ်အောင်ကြဟိုကောင်နေရင်ထိုင်ရင်နဲ့ HIV တွေရငါနဲ့မဆိုင်ဘူးလို့ကြည့်မနေကြပါနဲ့တရွာလုံးနဲ့ဆိုင်နေအဲ့ဒီရွာမှာစာဖတ်တဲ့လူငယ်တယောက်သာရှိကြည့်အဲ့ဒီမိန်းမကိုခမည်းပဲရဘာလို့ဖို့လို့ဒီကလေးတွေခေါ်မှာခမည်းမှာမှတ်ပုံတင်ပါသလားလာရွာလူကြီးအိမ်လိုက်ခဲ့အဲ့ဒီလိုပြောမဲ့လူငယ်တယောက်တွေ့ပြီဆိုတာနဲ့အဲ့ဒီမိန်းမကြက်ပြောက်ငှက်ပြောက်ပျောက်သွားပါလိမ့်မယ်ကျွန်တော်တို့တေဝါလုံးကဘာမှမသိရွာလူကြီးတွေလည်းကြိတ်နေတယ်မသိဘူးရင်လေးစရာဘလောက်မြန်ကောင်းလိုက်တယ်လဲစာဖတ်ရင်ဒီလိုမခံရဘူး
စာမဖတ်ရင်အလိမ်ညာမျိုးမျိုးခံရမယ်စာဆိုမျိုးမျိုးဖတ်ကျွန်တော်ကဘုရုံးကဒီဘိုးချုပ်ဈေးရှိဘက်နားမှာလေယာပြင်ဈေးဆိုတာရှိတယ်အဲ့လေယာပြင်ဈေးထဲမှာမျက်လက်ပြနေပြန်နေကျွန်တော်လည်းအဲ့ဒါမျိုးကိုဝါသနာပါတယ်ကျွန်တော်သွားရက်ကြည့်တယ်ဟန်ကြတယ်ကျွန်တော်အရက်ကရှည်တော့နောက်ကနေကြည့်ရင်လည်းအကုန်မြင်ရတယ်အဲ့ဒီမှာကလေးတယောက်ကိုပြိဿတဲ့ကရွေးထုတ်တော့ तू ကခေါ်တာပါတယောက်တော့လာပါဘယ်မှမထွက်တော့အဲ့ကောင်လေးတယောက်ထွက်လာအေးဟန်ကြတယ်ငါညီလာရတကယ်တော့သူ့လူပါပဲအလံရှူးပါပဲ तू ထဲထားတာအဲ့တော့မင်းကငါစိတ်ညှို့မယ်တဲ့မျက်လုံးကိုအဝတ်နဲ့ကြီးနဲ့စီးထက်ပတ်ပြီးစီးဘာမှမမြင်ရတော့ပါမမြင်ရတော့ပါမတည့်ရက်နေငါညီနောက်ကနေပြီးတော့နောက်စီကိုကြည့်ပြီးတော့စိတ်ညှို့တယ်မကြဘူးပါဘူးဗျာနောက်စီကိုကြည့်ပြီးစိတ်ညှို့ရတယ်ဆိုမရှိပါဘူးစိတ်ညှို့တယ်ဆိုမျက်လုံးကိုကြည့်ပြီးညှို့ရတာနောက်စီကြည့်ပြီးညှို့ရနေဟိုကောင်ကဘိုင်းနဲ့ပြက်လဲတယ်လဲမှာပေါ်သူ့လူပဲအဲ့မှာသူကနောက်ကနေဖမ်းထားတယ်အေးစိတ်ညှို့လို့ရပြီအခုချိန်ကစပြီးတော့ငါမြင်တာတွေကိုမင်းကုန်မြင်ရမယ်ကျွန်တော်စိတ်ဝင်စားတယ်ဘာလို့ကြည့်အဲ့လူကကောင်းငင်မော့ကြည့်ကဲအခုကောင်းငင်မှာငါဘယ်နှကောင်ရှိလဲကွအကုန်လုံးမော့ကြည့်ကြတယ်ဟိုကောင်မော့မကြည့်ပါဘူးမျက်နှာလဲဝစီထားသည်ငုံရကပဲနှစ်ကောင်ဟောကနေလက်ခုပ်တီးတယ်ကျွန်တော်လည်းတီးတယ်ဟာကောင်းလိုက်တာဘယ်လိုလုပ်လိုက်မှမသိဟိုကောင်မမြင်ရဘဲနဲ့နှစ်ကောင်လို့ပြောတယ်မော့ကြည့်တယ်အေးဒီတစ်ခါဘယ်နှကောင်လဲကွဟိုကောင်ကစဉ်းစားပြီးမှတကောင်ဟာကျွန်တော်တို့လက်ခုပ်တီးရပြန်ပြီအဲ့ဒီငှက်ကဘယ်ကိုပြန်သွားတာလဲကွတောင်ရက်ကိုပြန်သွားတယ်တီအောင်လက်ခုပ်ဟုတ်တယ်ဗျာကြီးကန်းကတောင်ကိုပြန်သွားတယ်အာဒီကောင်မမြင်ဘဲနဲ့ကုန်သိအဲ့ဒီကောင်ရဲ့နောက်ဘက်မှာရှိတဲ့မိမတယောက်ကိုလက်ညှိုးထိုးပြတယ်သူကဘာထူးကြလဲကွဟိုကောင်ကဟိုဘက်မှာလှဲ့နေတာဝတ်နဲ့လက်စီထားသေးအဲ့ဒီကောင်ပြောတယ်မျက်မှန်ပါတယ်ကျွန်တော်တို့မှလက်ခုပ်တီးနေရတာဟုတ်တယ်ဗျာမျက်မှန်ပါတယ်ခဏနေတော့ဒီလူလက်မှာဘာရှိတယ်လဲကွစီးကလက်ရှိတယ်အကုန်မှန်နေဗျာအဲ့မှာမျက်လက်ဆရာကပြောတယ်သိကျင်သလားသိကျင်နှစ်ချက်ဟာသူကတော့မဆိုးဘူးပညာကိုရောင်းစားတာတလက်မလောက်ရှိပါတယ်ဗျာရှည်လေးဆာရွက်ကလေးရောင်းတာကျွန်တော်လည်းသိကျင်တာနဲ့နှစ်ချက်ပေးခဲ့ရအဲ့တော့နှစ်ချက်ကအတော်တန်ပါတယ်အဲ့နှစ်ချက်ပေးခဲ့အဲ့ဒါလေးကျွန်တော်ဖတ်ကြည့်ဟာလွယ်လေးဗျာသိတော့လဲလွယ်လေးကဲအခုငှက်ဘယ်နှကောင်လဲဟဲ့ကဲတို့ကိုင်းတို့ကကြီးနဲ့စရင်အဲ့ဒါနှစ်ပဲနှစ်ကောင်ဒီနေ့ကျွန်တော်တို့ဟိုချဲထိုးနေတဲ့နှလုံးထိုးနေတဲ့ကောင်တွေဒါမြန်ကျွမ်းပါအေးအခုကဘယ်နှကောင်လဲကွအေးဆိုတော့တကောင်ဒီငှက်ကဘယ်ကိုပြန်သွားတာလဲကွအဲ့လိုမင်းရင်တော့တဲ့မင်းကဘာမှစဉ်းစားမနေနဲ့တောင်ရက်ကိုပြန်နေတာပြောလိုက်တော့ငါကအဲ့ဒီငှက်တောင်ရက်ကိုပြန်မှမေးမှာမြောက်ပြန်ရင်မမေးဘူးဘုကောင်အပိုင်မယ်သူကဘာထူးခြားသလဲကွလို့မင်းမျက်မှန်ပါတယ်လို့သာဖြေလိုက်မျက်မှန်မပါတဲ့လူကငါမပြဘူးကွသူတို့ချင်းချင်းညှိထားတာဒီလူလက်မှာဘာရှိသလဲစီးကလက်ရှိတဲ့လူကိုလိုက်ရှာရတာအဲ့လူတွေ့မှသူကမေးတာနှစ်ချက်တန်းတာဗျာတန်းအဲ့ဒါကိုဘိုးတော်ဘွားတော်တွေအဲ့လိုလိန်စားနေတာရှိတယ်ကျွန်တော်မိတ်ဆွေတယောက်ပတ်စံတတ်နိုင်တယ်သိတယ်နှစ်ဖြင့်က10နာရီလာခဲ့ဘိုးတော်ကချိန်ထားတယ်သွားတဲ့ခါကျတော့1 2 3 4 5 6 9 10 9စပွဲပေါ်မှာကဏ္ဍကိုလုံးရေးထားတယ်ကဲကိုမြင့်အဲ့ဒီကဏ္ဍကိုလုံးနဲ့ခမည်းကြိုက်တဲ့ကဏ္ဍကိုရွေးလိုက်နေမရွေးခင်ခမည်းကိုပညာပြ
စာကလေးတစ်ယူလိုက်ပြီးတော့ဘိုးတော်ကရေးတယ်စာလေးရေးတယ်ရေးပြီးတော့ခမည်းရွေးမဲ့ကဏ္ဍကိုကျွန်တော်ကြိုရေးထားမယ်ရေးပြီးပြီရှေ့ကသူစပွဲအန်ဆွဲတဲ့ရှေ့အန်ဆွဲတဲ့ကိုထည့်လိုက်ကဲကိုလူရွေးတော့ဟိုလူကကိုကဏ္ဍကိုထောက်တယ်ဘိုးတော်ကပြုံးပြီးတော့ကြော့ကြည့်တော့ပေးလိုက်တယ်ကိုမြင့်ကိုကဏ္ဍကိုရွေးလိုက်မည်ဟုကြိုတင်ဟောကိန်းထုတ်ထားသည်ဟာဟိုလူကြည့်ချက်ကိုအားသင့်တာမရေးခင်ကလေးကသူကြိုရွေးထားတာဟိုကောင်ဘာရွေးအမှန်းတော့မသိသေးဘူးအဲ့တော့ဟိုလူကပြောတယ်ကောင်းလားဘိုးတော်မကောင်းဘူးဒုက္ခရောက်မယ်ကိမ့်မယ်စိတ်မကောင်းဘူးအဲ့ဒီမှာဓာတ်ရိုက်ဓာတ်စင်နေခိုင်းတော့တာပဲ9000ကုန်သွားပါတယ်တကယ်ကတော့အဲ့ဒီအန်ဆွဲထဲမှာကိုမြင့်တိကနန်းကိုရွေးလိုက်မြူကြိုတင်ဟောကိန်းထုတ်ထားသည်အဲ့ဒီစာရွက်ရှိတယ်နှစ်ကနန်းကိုရွေးလိုက်မြူသုံးကနန်းကိုရွေးလိုက်မြူအိုးကိုမျိုးစလုံးရေးထားတာဘယ်ဟာရွေးအခုနထဲ့တာကောင်းမဟုတ်ဘူးသူအစင်းသင်းရှိပြီးသားတက်ကနေကိုထိသူရွေးတဲ့ကောင်ကိုကောက်ထုတ်ပေးတာပဲလိန်ညာနီးတွေပါပဲအဲ့တော့စာတွေကိုအများကြီးဖိုက်သိတယ်ပါဇက်ဟာယဥမတိမြင်နေပါဏတ္တပြောတာအပွေးမြင်အပင်သိတယ်အသွေးမြင်အသွင်သိတယ်နော်ပုံတရံနဲ့အတွင်သရုပ်ခွဲခြားပြီးတော့ကြည်နိုင်တယ်ဆက်ပြီးတော့သိနိုင်တယ်အဲ့ဓာတွေကဉာဏ်ပညာတွေပဲစာတွေအများကြီးဖိုက်အဲ့ဒီလိုသိနိုင်ပါတယ်လူတွေကိုပြောချင်ပါတယ်မိမိကိုယ်ကိုမြင့်အောင်မြင့်ညာစမ်းပါစာတွေကိုအများကြီးဖတ်ကြစမ်းပါအရင်ကလည်းဖတ်နေပါလိမ့်မယ်အခုလည်းဆက်ပြီးတော့စားတဲ့တဘိုးတိုးပြီးတော့ဖတ်ကြပါနေ့စဉ်နဲ့အမျှမြင့်တဲ့မြင့်လာပါလိမ့်နောက်တစ်မျိုးကကိုမြင့်ခြင်းစာဖတ်ခြင်းနဲ့မြင့်တင်ပါစိတ်ကောင်းရှိခြင်းဖြင့်မြင့်တင်ပါမစ္စာရီဖတ်ရင်တော်မှာပေါ့စိတ်ကောင်းမရှိရင်တော်ပြီမဲ့လို့မမြင့်ပါဘူးတော်ပြီးတော့အကျင့်မကောင်းရင်အဲ့ဒီလူတွေကလောကအတွက်ကောင်းကျိုးမရှိအန္တရာယ်တောင်ပေးနိုင်ပါတယ်လူတိုင်းကိုပြောချင်ပါတယ်စိတ်ကောင်းရှိပါကိုယ်တူချင်းဘဝအတွက်လည်းစိတ်ကောင်းရှိရင်မြင့်မားပါလိမ့်မယ်လူတိုင်းကချစ်ခင်လိမ့်မယ်ယုံကြည်လိမ့်မယ်လေးစားလိမ့်မယ်အားကိုးလိမ့်မယ်အဲ့ဒီခါမှာမင်းဘာလို့အောင်မြင်လိမ့်မယ်ရောက်တဲ့နေရာမှာစိတ်ချမ်းသာလိမ့်မယ်ပျော်ရွှင်လိမ့်မယ်ကောင်းတဲ့စိတ်ကလေးထားကြည့်လောဘဒေါသမာနမကြည့်နဲ့သူများကိုကူညီပါစောင့်ရှောက်ပါလှူဒန်းပေးကမ်းပါစိတ်ကောင်းကလေးရှိလွယ်ကလေးပဲဆိုပါစို့ဒီနေရာမှာဝင်ပေါက်ကလေးတစ်ပေါက်ရှိတယ်ကိုကလည်းလာတယ်သူကလည်းဟိုဘက်ကလာတယ်သူကခြေလန်းတလန်းဥနေတယ်အဲ့ဒါကိုလှမ်းကြည့်ပြီးတော့ကိုကသူ့ရဲ့ဥအောင်တုတ်ချေတင်လိုက်တယ်ဟိုလူမြင်နေအဲ့တော့တဲ့သွားတိုးတဲ့ခါမှာဟိုလူကမကျင်တဲ့မျက်စိနဲ့ကြည့်ကိုကအတင်းစွတ်တိုးဝင်သွားတယ်ဒီနေ့ညနေပဲကျွန်တော်ဝိဒိုရီကဆေးရုံကိုသွားကျွန်တော်ဆေးသွားဆက်ရစစ်တဲ့ခါကျတော့ကျွန်တော်ကားကဆေးရုံအဝင်လမ်းကိုရောက်ကျွန်တော်တို့ကမိန်လမ်းပေါ်ကအဲ့ဒါကိုဝင်လိုက်တော့ရှင်းလေးပါပဲကားလဲရှင်းလို့ဝင်လာဟိုဘက်ကထွက်မလို့လုပ်တဲ့ကားကကျွန်တော်တို့ကားဖြတ်ကွေးမှာထွက်ချင်းအချိန်ပြင်းစွာမောင်းပြီးတော့ကျွန်တော်တို့ကားရဲ့နဘေးကိုဝင်တိုက်မဲ့ပုံမျိုးနဲ့ကိုမောင်းတာပဲရက်ကျွန်တော်တပည့်ရက်ပေးလိုက်ပါတယ်အော်လူတွေစိတ်ထားလေညံ့လိုက်တာစိတ်မကောင်းပါဘူးကျွန်တော်သူ့စိတ်မကောင်းပါဘူး तू ကဥနေရင်လဲထားပါတော့ဥလည်းမဥ
ရှင်းလို့ဖြတ်နေတဲ့ကားကိုအတင်းအဓမ္မလူကျွန်တော်တို့ကလည်းမခံကျင်စိတ်နဲ့လူတယ်ကွာဆိုတော့တိုက်မှာပါပဲတိုက်မှာဘာဖြစ်လို့များလူတွေရဲ့စိတ်ဓာတ်တွေအဲ့လောက်ညံ့နေကြတာတို့အဲ့ဒီကိုပိုင်ကားကောင်းစားကြီးစီးနေတာပဲချမ်းသာပါလိမ့်ဆင်းရဲတာမွဲတေတာစိတ်ဓာတ်ပဲကုန်တိုက်ကြီးတွေမှာဈေးဝယ်တယ်ငွေရှင်းကောင်တာမှာအလူရဲ့ဝင်တိုးတယ်ပေးလိုက်စမ်းမှာ तू ကတဲလောက်ဖြစ်နေတယ် तू တင်ကိုတင်တိုးရင်ရတာတောင်မှကိုကရက်ပြီးတော့ပေးလိုက်ပါတော့ပါအဲ့လိုပေးလိုက်တာနဲ့အဲ့ဒီလူကလှည့်ကြည့်ပြီးတော့ပြုံးပြပါလိမ့်မယ်ဟောသူ့ဦးစားပေးလိုက်တာကိုညတာပါပဲရဲ့ပြုံးလိုက်တစ်ဖက်သားပြုံးသွားရတယ်ဆိုရင်ဘလောက်မြန်ကောင်းလိုက်တယ်လေဗျာဒါလေးကပတ်စံတပြားမှမကုန်မဲနဲ့ကြီးကျယ်သောကုသိုလ်တွေပါပဲအဲ့ဒီလိုစိတ်ထားမျိုးကိုကျင်သားကြရင်မင်းဘယ်နာသွားရှင်ပြေလိမ့်မယ်မြို့တစ်မြို့အဝင်မှာဈေးဆိုင်လေးတစ်ဆိုင်ရှိတယ်တဲ့ဈေးဆိုင်မှာလေးတယောက်ဈေးရောက်နေလူတယောက်ကအဲ့ဒီမြို့ကိုပြောင်းလာရဈေးဆိုင်ကလေးဝင်မေးတယ်မင်းကလေးရဲ့ဦးကဟိုဘက်မြို့တစ်မြို့ကနေဒီကိုပြောင်းလာဒီမြို့ကလူတွေကစိတ်ရင်းကောင်းကြရဲ့လားကွယ်ပေါင်းလို့တင်းလို့ဆင်းပြေးပါမလားမေးတယ်ဈေးဆိုင်မှာလေးကပြန်မေးတယ်ဦးလေးပြောင်းလာခဲ့တဲ့မြို့ကလူတွေရောစိတ်ရင်းကောင်းရဲ့လားပေါင်းလို့တင်းလို့ဆင်းပြေးခဲ့ရဲ့လားမေးတယ်အဲ့ဒီလူကြီးကပြန်ပြောတယ်ဟိုးတယောက်မှစိတ်ရင်းမကောင်းအလကားလူတွေသိရုပ်မာတဲ့လူတွေအဲ့ဒီလူတွေနဲ့ကိုမနေခြင်းလို့ပေါင်းလို့တင်းလို့မကောင်းလို့ဦးကဒီမျိုးကိုပြောင်းလာဒီလူတွေစိတ်ပြက်လွန်းလို့မင်းကလေးကပြောတယ်စိတ်မကောင်းပါဘူးဦးလေးရဲ့ဒီမျိုးကြရင်လေအဲ့လိုလူတွေပဲဦးလေးတွေ့ရမှာပါညင်းညူပြီးမျိုးထဲဝင်သွားနောက်တစ်လားလောက်ကြာတော့လူတယောက်လာပြန်နေအဲ့ဈေးသည်လေးကိုပဲမေးပြန်မင်းကလေးရဲ့ဦးကဒီမျိုးကိုပြောင်းလာရဒီမျိုးကလူတွေကစိတ်ရင်းကောင်းကြရဲ့လားပေါင်းလို့တင်းလို့ဆင်းပြေးပါမလားရှင်းဤတူပဲမေးပြန်နေဉာဏ်ပညာရှိတဲ့ဈေးသည်မလေးကပြန်မေးဦးလေးကိုမေးပြစေဦးလေးပြောင်းလာတဲ့မျိုးကလူတွေကစိတ်ရင်းကောင်းရဲ့လားပေါင်းလို့တင်းလို့ဆင်ပြေရဲ့လားအဲ့လူကပြန်ပြောတယ်ဟိုးသိစိတ်ရင်းကောင်းကြတယ်မင်းကလေးရဲ့ပေါင်းလို့တင်းလို့အလွန်ဆင်ပြေပါတယ်ဗျာဒီလူတွေကချစ်စရာကောင်းနေဗျာကျုပ်မပြောင်းညင်ပါဘူးဗျာလုပ်ငန်းတာဝန်ရပြောင်းလာတာပါဗျဈေးသည်မလေးကပြန်ပြောတယ်စိတ်မကောင်းမရှိပါနဲ့ဦးလေးရဲ့ဒီမျိုးကလူတွေလည်းဦးလေးတွေ့ပါလိမ့်မယ်စိတ်ရင်းကောင်းကြပါတယ်ပေါင်းလို့သင်လို့အဆင်ပြေပါလိမ့်မယ်တိတ်ကိုနဲ့ဆိုင်တဲ့အဓိပ္ပာယ်ရှိပါတယ်အဓိပ္ပာယ်ကတော့မင်းပေါ်မှာမူတည်ပါတယ်မင်းကရောက်တဲ့နေရာမှာဘသူကမှအကောင်းမမြင်ဘူးဘသူနဲ့မှမတည့်ဘူးလူတကာနဲ့ရံဖြစ်နောက်တစ်မျိုးပြောင်းလဲမင်းအဲ့လိုပဲတွေ့မှာပဲမင်းကလူတွေကိုကူညီတယ်ချစ်ခင်တယ်လူတန်းပေးကမ်းတယ်လူတွေကမင်းကိုချစ်မှာပေါ့ဘယ်မျိုးရောက်စိတ်ကောင်းရှိတဲ့လူဟာလူကောင်းနေနဲ့တွေ့ရတယ်ဆိုတော့အဲ့ဒါပါပဲလူတွေစိတ်ကောင်းနှလုံးကောင်းရှိပါလို့ပြောချင်တယ်ကျွန်တော်ကမင်္ဂလာတုံမှာနေတယ်ဟိုးရောက်လမ်းမှာယုံတဲ့ရတယ်လက်ထောက်ညွန်ကြားမှုဖြစ်တဲ့အထိကျွန်တော်တို့ကမော်တော်ကားမရပါဘူးဘတ်ကားတိုးစီရတယ်ကိုတိုးတက်တဲ့လူဒန်းစားလို့ကျွန်တော်တို့ကနာမည်ပေးပါတယ်တိုးတက်ရလို့ပါကားပေါ်ရောက်ရင်ပစိုးကပုံစားဘေးရောက်သွားတယ်နေ့တိုင်းမှာပဲပြန်ဆွဲတက်ရတယ်ကျွန်တော်ကတော့လူတွေအတိုးတိုက်အနည်းလွတ်တဲ့နေရာလေးရောက်အောင်သွားတန်ကလေးကိုဆွဲတစ်ဖက်ကဖိုင်တွဲတွေနဲ့ထမင်းဘူးကလေးထည့်ထားတဲ့လက်စောအိတ်ကလေးကိုကန်ရကိုယ်စာရေးဆရာဆိုတော့အတိုးတိုက်လွတ်တဲ့နေရာရောက်တာနဲ့ကျွန်တော်ကဝတ္ထုတစ်ပုဒ်စတင်ပြီးတော့ရေးတော့တာပဲခေါင်းထဲမှာရေးတာအတွေးနဲ့ရေးတာညကြရင်ပြန်ကူးချရုံပဲဘတ်ကားပေါ်မှာဝတ္ထုတစ်ပုဒ်ဒီဆောက်လို့ရတယ်
အိုက်တာလည်းမသိတော့ပူတာလည်းမသိတော့ချွေးစော်နန်းတာလည်းမသိတော့ဟန်ကိုကြလို့ဝတ္ထုတွေအများကြီးရတယ်တနေ့တော့စော်ဘာကြီးကုန်းမှာတထေးမကြီးတယောက်ကားပေါ်တက်လာတယ်တထေးမကြီးလို့ဘာလို့ပြောတော့ဆိုတော့လက်တစ်ဖက်မှာရွှေလက်ကောက်တွေက9 ကွင်းဒီဘက်ကလည်း9 ကွင်းရွှေဘီးကြီးကလည်းကြီးပဲရွှေဆွဲကြိုးကြီးကလည်းအတုပ်ကြီးပဲလက်ပွေးအိတ်ကြီးကလည်းအကောင်းစားဆိုတာအိတ်ကြီးလှလို့ပြောတာပါကျွန်တော်ဈေးနှုန်းမသိပါဘူးအခုခါမှာတထေးမကြီးကိုင်တဲ့လက်ပွေးအိတ်က65 သိန်းနဲသေးတယ်350လက်ပွေးအိတ်တစ်ခုကျွန်တော်ရှေ့မှာအဲ့ဒီလက်ပွေးအိတ်ကြီးချိတ်ဆွဲထားရင်တော့ဘာမှတန်ဖိုးရှိမှာမဟုတ်ပါဘူးကျွန်တော်မှမသိပဲအဲ့ဒါအလွန်ဆုံးတန်လာတောင်ကနန်းပေါ်သူ350ပေးရတာလကားပဲလကားမဖြစ်ချင်တော့ရေးထားလေဤလက်ပွေအိတ်350တန်သည်ဒါဆိုရင်ကျွန်တော်ထင်ကြည့်မယ်အဲ့လိုရေးမထားရင်တော့ကျွန်တော်မသိဘူးအဲ့လက်ပွေအိတ်ကြီးနဲ့ဟိုးမိတ်ကလည်းအကောင်စားပဲအကောင်စားလို့ကျွန်တော်ထင်တယ်လေနှခမ်းနီစိုးတောက်လို့အကောင်စားပဲone set အင်းညက်လို့ဟာတထေးမကြီးအမြင်မတော်လိုက်တာဘတ်စကားပေါ်တိုးတက်လာရပါလားနေ့စဉ်ဘတ်စကားစီးတဲ့ကျွန်တော်တို့ကဘေးကိုဖယ်ပေးကြတယ်သူအားနာတယ်ကိုလိုဆင်းရဲသားချင်းကိစ္စမရှိတထေးမကြီးဘတ်စကားစီးရတော့အားနာလို့ကိုလေးတွေကြုံပြီးတော့ဖယ်ပေးတယ်သူကတောင်းနဲ့ရင်ကော့ဝင်လာတယ်ခလဲလောက်ကြတော့ဘေးကခုံတစ်ခုဒီဘက်အစွန်းလေးကိုကိုင်နေကိုင်မိတာနဲ့အဲ့ဒီမိမကြီးကပြောတယ်မလေးပတ်စကားမြန်တစ်ခါမှမစီးဘူးပါဘူးချွေးစော်တွေကလည်းနန်လိုက်တာစိတ်ပြက်ဖို့ကောင်းနေဟာဖယ်ပေးမိတာမှားသွားကျွန်တော်တို့စော်ကားနေကျွန်တော်တို့ကနေတိုင်းစီးရလေသူကအဲ့လိုကျွန်တော်တို့နေတိုင်းစီးတဲ့လူတွေအာမနာဘူးကျွန်တော်တို့ကသူ့ကိုအားနာလို့ဖယ်ပေးတယ်သူကကြတော့ပတ်စကားမြန်တစ်ခါမှမစီးဘူးပါဘူးချွေးစော်တွေကနန်လို့စိတ်ပြက်စရာကောင်းလိုက်တာဒီနေ့မှာအိမ်ကကား2 စင်းစလုံးကလည်းတစ်စင်းကခရီးထွက်သွားတစ်စင်းကလည်းဝတ်လျှော့ထိုးထားဆရာတော်ကျောင်းကိုနေစွန်းမီပို့ရမှာမို့လို့လေးဘိန်းကားငှားတော့အဲ့တုန်းကခုလိုတက်စီတွေမပေါ်သေးဘူးလေးဘိန်းကားခက်တစ်စင်းမှမရလို့ဘတ်စကားစီးရစိတ်ပြက်ဖို့ကောင်းလိုက်တာသူ့လည်းဘယ်သူမှမမေးပဲနဲ့ရှင်းလင်းချက်တွေထုတ်နေပါတယ်ကြွားလဲကြွားသေးကိုပိုင်ကား2 စင်းရှိကျွန်တော်တို့ကနာကြပြင်းကတ်တယ်ကြွားတာကိုအဲ့လိုပြောပြီးတော့သူကကင်ထားသူ့နောက်မှာ10 နှစ်သမီးလေးပါတယ်ဒီကလေးမကလက်ကင်စရာမလွတ်ဘူးတစ်ဖက်က9 စင်းကြိုင်ကြီးဆွဲထားတယ်တစ်ဖက်ကလက်ဆွဲချင်းကြီးဆွဲထားရတယ်မော်တော်ကားဝေါကနေထွက်လိုက်တော့အဲ့ဒီကလေးမပက်လက်လန်လဲတယ်နှစ်ဖက်စလုံးမှာမအားပဲကိစ္စမရှိပါဘူးကျွန်တော်တို့ဘတ်စကားစီးနေကြကောင်တွေကသိပါတယ်အဲ့ဒီကလေးမကြောလေးကိုတွန်းပေးထားတယ်ဘာမှမဖြစ်ပါဘူးထိမ့်ပေးကြတာပေါ့နောက်ရှေ့ကမှတ်တိုင်ကြတော့ဘတ်စကားဝေါကနေဝင်ပြီးတော့ဘရိတ်ကိုနင်းတုံငနဲ့ရက်အဲ့ဒီကြတော့ဒီကလေးမကျွန်တော်တို့လည်းမကူနိုင်ဘူးရှေ့ကိုဟတ်ထိုးဖြစ်တထေးမကြီးရဲ့ဖင်ကိုဝင်တိုးဟဲ့ဘယ်နဲ့ကြောင့်လူတိုးနေတာတော့ကလေးမလေးကိုငေါက်တယ်တိုးမှာပေါ့သူ့မှာလက်နှစ်ဖက်စလုံးကင်ကြမရှိဘူးလေမတိုးစေခြင်းတခုသူကူကင်ပေါ့မကင်ဘူးအဲ့ဒါနဲ့အဲ့ဒီမိမကြီးကသားဖြူပြပြလူပုံချောချောဒီသက်50လောက်ရှိတယ်အဲ့ဒီဘေးနာခုံမှာသူ့ရွယ်ပဲအသက်50ပိန်မိန်ပါဟိုကနည်းနည်းဝါဖြိုးသူပိန်မိန်ပါမျက်နှာမှာတနခါရည်ကျဲကလေးလိမ့်လို့အဲ့ဒီအမေကသမီးလေးပေးချင်းနဲ့ကြိုက်မတော်ကြီးပေးထားကူညီချင်းရှာတယ်ကူညီခွင့်တောင်းပါ
ကလေးကပေးမယ်လို့တော့ဟဲ့မပေးနဲ့တထေးမကြီးကဆင်းရဲသားကိုမယုံဘူးဒီကားပေါ်မှာသူငါးစင်းကြိုက်ဆုံးကပ်မလို့လဲသူကြေညာပြီးဘသူကနှိုက်စားမှာတော့နော်ဟိုကူညီတဲ့တော်ကြီးကကမ်းပြီးသားလက်ကိုရုပ်သိမ်းလိုက်ရတယ်ကလေးမှမပေးရတော့တစင်းလုံးကြားတယ်ကျွန်တော်တို့အဲ့မိမကြီးကိုမကြေမနက်လှမ်းကြည့်တယ်နောက်မှတ်တိုင်ဗရိတ်အုပ်ပြီးကော်မလေးတိုးပြီးသူ့ဖင်ကိုတိုးပြီးကျွန်တော်တို့အကုန်လုံးဝန်တာအားရတိုးပါစေတိုးကွာသဘောကျသူတက်လာမှနေရင်ထိုင်ရင်အကုသိုလ်တွေဖြစ်ကုန်ကြပြီပူလို့လောင်လို့ကြည်စမ်းစိတ်ရင်မကောင်းတဲ့လူတယောက်ကပတ်ဝန်းကျင်မှာပူလောင်ကုန်နေပူလောင်ကုန်နောက်မှတ်တိုင်မှာသားတယ်မေတယောက်တက်လာပြန်နေကလေးကိုကရစ်ခွင်ချီချင်းကလေးကိုဆွဲသူလည်းကင်စရာမရှိပြန်ဘူးအဲ့ဒီမှာပတ်စကားပေါ်မှာယောက်ျားတွေပါပါတယ်ဗျာဒီဘုန်းကြီးဟန်တက်လာလို့ရှိရင်ကိုထိုင်းနေရတဲ့နေရာလေးဖယ်ပေးရမှာစိုးလို့ပရင်းမောက်ကနေငေးလေရတာပြင်မဲ့ကိုရှင်ဖေကမမြင်လို့ဖေကဘယ်မြင်မလဲတမင်ဟိုဘက်နေလဲမမြင်အောင်ကိုလဲသားတယ်မေလာလှဲ့ဇက်တွေကိုညောင်းညောင်းလှဲ့ပြီးမှပြန်တဲ့အဲ့ဒီမှာလူတွေနော်အံ့ဩစရာကောင်းတယ်အနှစ်30လောက်မြေကရန်လူသက်မှုတွေဖြစ်တယ်ဘာမှမဆန်းဘူးဘတ်စကားပေါ်မှာမိနစ်30လောက်ဖင်ကရန်ဒါလေးတောင်မဲ့မောတယ်ဖယ်မပေးချင်ဘူးအဲ့ဒီမှာအခုနအသားညိုညိုအမေကထပေးရှာတယ်ယောက်ျားတွေဖယ်မပေးပေမဲ့သူထပေးတယ်ဟိုသားသမီးလာဒီမှာထိုင်ထွက်ပေးရှာတယ်အဲ့လိုလဲထွက်ပေးလိုက်ကြောအဲ့ဒီနဲ့အနီးဆုံးမှာရှိတဲ့အခုနတထေးမကြီးကခြေတလန်းတိုးရပြီးတော့စွက်ကနေထိုင်ချတယ်ဟာကျွန်တော်တို့အကုန်လုံးမြင်တယ်လှုပ်ချလိုက်ပြီဟဲ့ဟိုမေကပြောတယ်ဟောကျမမစင်းသေးပါဘူးသားသမီးကိုနေရာပေးတာပါအဲ့မိမကြီးပြန်ပြောတယ်လုံမနေနဲ့ဘတ်စကားပေါ်မှာဘယ်သူမှပိုင်တဲ့လူနေရာမရှိဘူးတဲ့ဘယ်သူမှလည်းအမွေပေးလို့မရဘူးနေရာလိုက်ရင်ထိုင်မှာပဲဟာမိုက်ရိုင်းတာဗျာကျွန်တော်တို့အကုန်လုံးအဲ့ဒီမိမကြီးစီကိုကြည်တယ်အလင်းတန်း2တန်းစီနဲ့ပြစ်တာတယောက်မချန်ကုန်ပြစ်တာကျွန်တော်တို့ကငကားတွေဆိုအဲ့မိမကြီးပြာကျသေးပြီသူကလည်းသိတာပေါ့တကားလုံးကသူ့ကိုအလင်းတန်း2တန်းနေနဲ့ပြစ်သူ့မှာလည်း2တန်းရှိတယ်အဲ့ဒါနဲ့ကုန်လက်ပြန်ပြစ်တယ်ဟာဘတ်စကားပေါ်မှာစပွဲခင်းနေကြတယ်ဖြစ်နေကြတိုက်အဲ့ဒီမှာတစင်းလုံးဒီမိမယူမကျေနပ်ဘူးဗျာမုန်းအဲ့ဒီမှာလူတယောက်ကသူ့အမတန်မမောတဲ့နေရာကလေးကိုထပ်ပြီးမတထဟိုသားတယ်မေလာဒီမှာထိုင်မာရီကြောရီနဲ့သားတယ်မေကိုမာကျင်တာမဟုတ်ဘူးဟိုမိမကြီးကိုမာကျင်တာအဲ့လိုပြောပြီးတာနဲ့အဲ့မိမကြီးစုမျက်စောင်းထိုးလိုက်သေးမိမကြီးလည်းပြန်ထိုးအလုပ်ကိုရှုပ်နေတာပဲလူငယ်တယောက်ကထပြန်ပြီမတရက်ဟိုအမေလားကျွန်တော်နေရာမှာထိုင်အမေကစိတ်ရင်းကောင်းတယ်ဆိုတော့ဟိုမိမကြီးစိတ်ရင်းပုတ်တယ်ဒီကောင်ကလည်းဖင်တနေရဆုံးခံပြီးလောက်ရတာပြီးတော့မှအဲ့ဒီမိမကြီးကိုအလင်းတန်းနဲ့လှမ်းပြေးမိမကြီးပြန်ပြေးစဉ်းစားကြည့်ပါနော်ဒီမိမကြီးဟာသူ့ကိုယ်သူပြင်ထားလိုက်တာအစင်တစားတွေနဲ့ရွှေတွေနဲ့ရွှေဆင်လို့မရင်ပါဘူးမတင့်တယ်ပါဘူးအချီးတန်လိုက်တာအယုတ်သိုးလိုက်တာတကားလုံးမုန်းတယ်ကုန်မုန်းဟိုအမေသူ့အသက်ရွယ်သူလောက်ပဲအသာညိုညိုပိမ့်မိန်ပါလှလိုက်တာသနခါရေကျဲလေးနဲ့တကားလုံးချစ်ပါတယ်အဲ့ဒီကားပေါ်မှာအလှမဲ့ရွေးပွဲအဲ့ဒီနှစ်ယောက်ကိုပြိုင်ကြည့်ဟိုမိမကြီးတုံညပဲရမယ်အသားညိုတဲ့အမေရတကားလုံးချစ်စဉ်းစားကြည့်ပါကျွန်တော်တို့မင်းကလေးတွေ
လှခြင်းနဲ့ပြင်လိုက်ကြတယ်ပြင်လိုက်ကြတယ်ကိုစိတ်ထားလှအောင်တော့မပြင်ဘူးရုပ်ကိုပဲပြင်နေကြတယ်မိန်းကလေး3ယောက်မျက်နှာချင်းဆိုင်လာတယ်အလဲကမိန်းကလေးကလှလိုက်တာကြောင်းသူကလေးဟောအလဲကမိန်းကလေးက3ယောက်ထဲမှာဖြစ်ချောဆုံးမှာပဲလို့လှမ်းကြည့်နေတော့အဲ့ဒီမိန်းကလေးကမဲ့ကရွက်ကနေအတင်းနေတုတ်နေတယ်ဟာသွားပြီမလှတော့ဘူးကျွန်တော်စိတ်ထဲမှာအောင်းမိဩသူ့ရဲ့အမေအမအတော်တွေကလေးကိုပြုတ်ရင်မပေးကြပါလားပြုတ်ရင်မပေးကြဘူးသမီးရဲ့မဲ့ကရွက်ကသူများအတင်းနေမပြောနဲ့သမီးရဲ့အလှပြက်တယ်အလှပြက်တယ်မိန်းကလေးတွေမဲ့ကရွက်ကပြောပြီးဆိုတော့သိကြတယ်အဲ့ဒါအတင်းတုတ်နေတာပဲအကောင်စကားမဟုတ်ဘူးအဲ့ဒီခါမှာအလှပြက်တယ်ယောက်ျားမဲ့ကရွက်ကပြောတာနဲတယ်ရှိတော့ရှိတယ်ယောက်ျားမဲ့ကရွက်ကပြောရင်ပူဆိုးတယ်ပူဆိုးတယ်စိတ်ကောင်းကလေးရှိရင်ဥပရိယုတ်တယ်လှကိုအလှပညာဇံပါစိတ်ကောင်းရှိခြင်းဖြင့်မြင့်အောင်မြင့်ပါဝါကြွားပြီးတော့သိတော်တာပဲငါသိတတ်တာပဲလို့မြင့်ကျင်လို့ကြွားဝါပြီးတော့မမြင့်ပါနဲ့ဝါကြွားရင်မမြင့်ပါဘူး။အိုးကျွန်တော်ပြင်သိတော်ကျွန်တော်လိုလူရှာမှရှာဒီလိုထင်ပြီးတော့ပြောကိုကြွားလုံးအားကြီးကြွားခြင်းရဲ့ရွေချက်ကဘာလဲသူများထင်ကြီးခံရအောင်လုပ်တာသူလဲဟိုဘက်ထွက်သွားရောကျန်တဲ့ကောင်တွေကဘာပြောသွားငပေါ်ကြီးထင်ကြီးခံရမလားလို့ကြွားတာငပေါ်ဖြစ်သွားပါတယ်ဒါကလေးကိုမှတ်ထားပါထင်ကြီးခံရင်မကြွားပါနဲ့နှိမ့်ချရင်ထင်ကြီးကျွန်တော်ကတက်ဆိုကျောင်းသားတို့ကတက်ကတူဗော်လီဘောမှာလေကျောင်းကလက်ရွေးစင်မှာပဲကျွန်တော်ကြွားတာမဟုတ်ပါဘူးငပေါ်ကြီးဖြစ်သွားမှာဆိုလို့ဟုတ်ပြောချင်တဲ့ရည်ရွယ်ချက်ရှိအဲ့ထဲမှာကျွန်တော်လိုပဲကျွန်တော်တို့ကရက်မျက်နှာစမက်ရှာပေါ့နော်စမက်ရှာပေါ့ဟိုမကြရင်တော့ကမှငိမ့်စားယူသွားတဲ့ရဲချုပ်စိုးဝင်းကိုစိုးဝင်းပေါ့နော်ဦးစိုးဝင်းပေါ့ရဲချုပ်ဦးစိုးဝင်းသူကရမမြင့်ပါဘူးသူက lifter ကျွန်တော်တို့ရဲ့ lifter သိတော်ပါတယ်အရမမြင့်မဲနဲ့သူ့ကိုမန္တလေးတိုင်းလက်ရွေးစင်ထိရွေးရပါတယ်တော်လွန်းလို့နောက်တော့ရဲချုပ်ဖြစ်သွားတယ်အဲကျွန်တော်တို့အသင်းထဲမှာကျွန်တော်တငယ်ချင်းတယောက်ရှိသေးတယ်ဒီကောင်သိကြွားတာပဲတော်ပါတယ်ဗော်လီဘောကိုရိုက်အောင်ဟိုဘက်ကိုကျသွားလို့ရှိရင်အဲ့ဒီကောင်ရိုးမနေဘူးမှတ်ထားသေသွားမယ်ဘာမှတ်အဲ့လိုပြောပြီးသူကရင်ဖွင့်ပြီးတပတ်လျှောက်တယ်ဝါလူတွေကရည်ရဘာဖြစ်တာတော့ငပေါ်ကြီးလို့ပြောတာအဲ့ဒီကောင်လည်းမမှတ်ဘူးနောက်တစ်ခါရိုက်အောင်သေသွားမယ်လျှောက်ပြန်ဟောကနေကြီးကျွန်တော်တို့ထဲမှာနှခမ်းမွေးကားကြီးနဲ့သူ့အားလုံးအဘလို့ခေါ်တယ်အသက်တူပဲကျွန်တော်တို့နဲ့နှခမ်းမွေးကြီးကြောင့်မလို့အဘနဲ့တူနေတယ်ကြီးပဲနှခမ်းမွေးကြီးသူကဒီကျွန်တော်တို့တောင်ပြုံးပွဲမရယာမှာသွားရိုက်ကြတော့မရယာသိချက်တာပဲအဲ့လူယူတော့လူအများကြီးပဲကွင်းပြစ်ကြည့်ကြတော့မကစားခင်တိုင်းနဲ့သွေးပူလက်ချင်ကန်လုံနေကြသူများရိုက်ချတဲ့ဘောလုံးတွေပြည့်ပြီးလိုက်ကောက်ချတယ်သူကအဝေးရောက်သွားလိုက်ကောက်ပြီးရင်သူရိုက်မပြပါဘူးသူများပြန်ပေးလိုက်သူကဘောလုံးကောက်ဖို့ခေါ်လာတဲ့လူကြနာတယ်နောက်တော့မရယာလူတွေကအော်တယ်အဘတစ်ချက်လောက်ရိုက်ပြပါဝိုင်းခိုင်းတဲ့ခါကျသူကောက်လာတဲ့ဘောလုံးလေးကို lifter ကိုစိုးဝင်းကိုပေးလိုက်ကိုစိုးဝင်းကမြောက်ထောင်ပေးလိုက်ပြေးခုန်တက်သွားတာကိုတပိုင်းပိုက်ပေါ်ကျော်သွားတယ်ထုချအုံးမနဲ့ဆယ်ပေစီးထဲမှာကြာအဲ့လိုလက်ကြရောကိုသန်းမောင်ကအဘရှက်တယ်ကောင်းကလေးငုံဟိုဘက်လက်ထွက်သွားဟောကနေလက်ခုပ်ဩပါပေးကြတယ်သူကတော့ချီးမွမ်းမှာစိုးလို့ကောင်းကလေးငုံသွားတော့ချစ်ခင်စွာအားပေးတယ်ဟိုကောင်ကဆွဲပြတိုင်းကြသေသွားမယ်ဝိုင်းဟာ
ကိုသန်းမောင်ကြတော့ဟိုတစ်ဖက်ကလူတွေကိုကစမ်းကျင်ဘက်ကလူတွေကိုကကိုသန်းမောင်ဆွဲလို့ဒိုင်းငနဲ့ကြိုက်ဟိုဘက်ကအသင်းသားတွေကိုလက်ခုပ်တီးတယ်ချစ်လိုက်တာနှိမ်ချခြင်းကိုလူတွေချစ်တယ်ဝါကြွားခြင်းကိုလူတွေမုန်းတယ်လောကမှာတိတ်သိတာပဲလို့မရှိပါဘူးငါသိသလောက်ကလေးရှိမှာပေါ့တခြားလူတွေကိုယ်တည်းသိတာအများကြီးကလေးတောင်မကိုယ်တည်းသိတယ်ဒီကြကွေးကလက်ဖေးဆိုင်လက်ဖေးမှာတော့ချိုစိတ်ဤပြစ်ခွေလဲတစ်ခွက်မှားတယ်ဟာသအနေနဲ့ပြုံးပါစေရဲပါစေလို့ပြောတာနေမကဘူးကျွန်တော်မေကွေးမင်းကလွန်ရောကွာချိုစိတ်ဆိုတော့ပေါ့ဤပြစ်ခွေလဲသူလက်ဖေးကတော့ပြီးခွေလဲကြသွားငါအဲ့ညံငေါကောင်တွေရွဲ့တာကွာညံငေါကောင်တွေလက်ဖေးမှန်ချိုတာမပါဘူးကြစိတ်ပေါ့ကြကော်ဖီဆိုရင်ခါကချိုရင်တော်သားအဲ့ဒီကောင်တွေမထဲတဲ့နှုတ်စီငါထဲကုန်ထဲစမ်းပါဤပြစ်ခွေလဲသွားအဲ့ဒါလေးကျွန်တော်သဘောကျလို့မှတ်ထားကျွန်တော်ခုနေတာဟိုမင်္ဂလာတို့ခေပင်လမ်းမှာတန်းကျွန်တော်အိမ်ဘေးမှာလက်ဖေးဆိုင်နေတန်းလို့တနေ့အိမ်ဘေးကလက်ဖေးဆိုင်သွားတော့ဇဝဲတို့လေးက10နှစ်သားသူသိပါတယ်ကျွန်တော်နဲ့အိမ်နီးချင်းပဲဘယ်လိုဖြောမှလဲစာရေးဆရာကြီးတဲ့ဒီကောင်နောက်တောက်နဲ့မျက်နှာဘိုးမသိဘူးဒီကောင်ပြန်နောက်ချင်လို့ကျွန်တော်ဤကြကွေးမှတယ်လို့မှားတယ်ဟဲ့ချိုစိတ်ဤပြက်ခွေလဲတစ်ခွက်กว่าအဲ့ဒီကောင်ကျွန်တော်ကြည့်ပြီးပြုံးတယ်ရပါတယ်တဲ့ဖြောဆရာကိုလှမ်းမှလက်ဖေးတစ်ခွက်ဟဲ့ချိုစိတ်ဤပြက်ခွေလဲကြောက်ပရောဂိတ်ဆုံးတယ်ဤကြကွေးလွန်လာအောင်ဒီကလေးကဖြည့်เสียရှိတယ်လယ်တွင်းသားစော့ချစ်မရှိဘူးဟာဒီကောင်ငါတဲ့တော်တယ်ငါအဲ့လိုမသိဘူးသူတို့မှဖြည့်เสียရှိတယ်ဒါလေးကျွန်တော်မှတ်ထားတယ်ကလေးစီကသင်ယူတာနောက်တစ်ဆက်ရောက်ပြန်တယ်ဘယ်လိုဖြောမှလဲဦးလေးတဲ့ဒီကောင်တော့ဖြည့်เสียမကြောင်ဟိုကောင်လေးပြောတာပါထဲမှာဟဲ့ချိုစိတ်ဤပြခွေလဲကြောက်ပရောင်းကိတ်ဆုံးกว่าအဲ့ဒီကောင်လည်းကျွန်တော်ကြည့်ပြီးပြုံးတယ်ရပါတယ်တဲ့ဖြောဆရာကိုလှမ်းမှာလက်ဖေးတစ်ခွက်ဟဲ့ချိုစိတ်ဤပြခွေလဲကြောက်ပရောင်းကိတ်ဆုံးတိုင်ဖက်ပလက်လန်းအော်ဘုကောင်းနေဗျာဒီကောင်ဘိုးတော်တယ်တအားချိုတဲ့ကိစ္စကိုတိုင်ဖက်ပလက်လန်းဘယ်လိုစဉ်းစားလိုက်မှမသိသူပြောတော့လေဟုတ်လို့ပဲဒါလေးကျွန်တော်မှတ်ထားတယ်ပူသဘောကျမှတ်ထားနောက်တစ်ဆိုင်ရောက်ပြန်နေသူတို့ရွယ်လေးပါပဲ7နှစ်ကလေးကြီးပါပဲဘယ်လိုဖြောမှလဲဆရာကြီးတဲ့ဒီကောင်တော့ဖြည့်စရာမကြံတော့တော့ပါဘူးရှေ့ကကလေးတွေပြောတာအကုန်တန်းစီလွတ်လိုက်တယ်ဟဲ့ချိုစိတ်ဤပြခွေလဲကြောက်ပရောင်းကိတ်ဆုံတိုင်ဖက်ပလက်လန်ကွာအဲ့ဒီကောင်လည်းကျွန်တော်ကြည့်ပြီးပြုံးနေဒီကောင်နေပြုံးရင်ကျွန်တော်ကြောက်နေရတယ်ဖြောဆရာကိုလှမ်းပါလက်ဖေးတစ်ခွက်ဟဲ့ချိုစိတ်ဤပြခွေလဲကြောက်ပရောင်းကိတ်ဆုံတိုင်ဖက်ပလက်လန်မြောင်းကြတဲ့ခေါင်းဆိုင်ဒီလောက်တောင်ချိုရင်လားသေစမ်းกว่าအဲ့ဒါတွေကျွန်တော်တခုမှပို့ပြောတာမဟုတ်ပါဘူးပို့ပြောရအောင်ကျွန်တော်အဲ့ဒါမျိုးတွေလောက်ကိုမလောက်တတ်ဘူးဒီကောင်လေးတွေပဲတတ်တာဟာတော်လိုက်တဲ့ကလေးတွေကွာသဘောကျတို့ဆိုကျွန်တော်ထပ်မမာရဲတော့ပါထပ်မှန်သေးချင်းစိုးနဲ့သေးလှုပ်ချင်လှုပ်မှာပဲခံရမှာပဲသူတို့မှသိပေါ်တာပဲစကလုံးကြီးအဲ့ဒီကလေးတွေအကြောင်းကိုကျွန်တော်စာလေးတစ်ပုဒ်ပြန်ရေးပါတယ်ခေါင်းစဉ်ကကိုယ့်ရဲ့သားသောကလေးများဖတ်တဲ့လူကိုပြုံးပါစေရဲပါစေလို့အတွေ့အကြုံကလေးမျှဝေပေးရုံမကအတိကလေးတစ်ခုပေးချင်ပါတယ်။ဘာလဲမင်းဘယ်သူမှထင်မသေးပါနဲ့ကလေးတောင်မင်းနဲ့သားတယ်အဲ့ဒီလိုသိလို့ရှိရင်ကျွန်တော်တို့ဘဝင်မြင်ရစရာမရှိပါဘူး။သူတစ်ပါးကိုအထင်မသေးရတော့ပါဘူး။အဲ့ဒါဆိုရင်မင်းသိမဆိုးတော့ဘူးပေါ့။ဒါကိုမသိတဲ့လူတယောက်ကကောင်လေးတယောက်ရဲ့အိတ်ထောင်ထဲမှာတရားရန်ကလေးမြင်နေအချောင်ရမလားလို့သွားနှက်တယ်ဟဲ့ကောင်လေးမင်းနဲ့ငါနဲ့အမေးဖြေလို့မင်းမေးတာကိုငါမဖြေနိုင်မင်းကို200ပေးမယ်ငါမေးတာကိုမင်းကမဖြေနိုင်ငါ့ကို100ပဲပေးတော့ကလေးကပြန်ပြောမလုပ်ချင်ပါဘူးဦးလေး
ဦးလေးကလူကြီးကျွန်တော်ကကလေးကျွန်တော်ရှုံးမှာပေါ့မရှုံးမှာဘူးကွမင်းရှုံးရင်100ပဲပေးရမှာငါရှုံးရင်200တောင်ပေးရမှာလုပ်ပါကွအတင်းကြီးခိုင်းနေကလေးကညင်းလို့မရနောက်ဆုံးပိတ်ကြကဲဒါဆိုရင်လည်းကျွန်တော်ရင်မေးမယ်ဦးလေးဟာအေးပါမေးပါကွတလိษံတကောင်ရှိတယ်ဦးလေးခြေထောက်က3ချောင်းပါတယ်ဟိုလူနည်းနည်းခေါင်းစားသွားတယ်2ချောင်းလည်းမဟုတ်4ချောင်းလည်းမဟုတ်ဘာကောင်ပါလိမ့်ကောင်လေးကဆက်ပြောတယ်ဂျိုကလည်း3ချောင်းပူဆိုးနေဘိုးကလည်း3ခုအမီးကလည်း3ချောင်းအဲ့ဒါဘာကောင်လဲဦးလေးပြောတော့ဟာဟိုလူဒုက္ခရောက်အမျိုးမျိုးလှက်ပါတွေးစဉ်းစားဘယ်လိုမှစဉ်းစားလို့မရတော်လေးကြာသွားတော့ကောင်လေးကဦးလေးပြောလေရော့မသိဘူးကွာယူတော့သူစကားနဲ့သူစောင့်ကြီးအောင်ကြီး200ထုတ်ပေးကောင်လေးကပြောတယ်ဦးလေးမေးလိုက်မေးတော့ဟိုလူကအခုနကောင်လေးပြောတဲ့ကောင်မကျင်တတ်ဘူးသိကျင်တယ်အဲ့ပို့3ခုဂျို3ချောင်းခြေ3ချောင်းမိ3ဟဲ့ဒီပြန်မမဲဘူးကွာအခုနမင်းပြောတဲ့ကောင်ပြန်မေးမယ်အဲ့ဒါဘာကောင်လဲမင်းပြောကောင်လေးကအိတ်ထောင်နဲ့100ရန်နှိုက်ရော့ကျွန်တော်လည်းမသိပါဘူးတဲ့ကလေးမသိရင်100လေလူကြီးမသိတော့200ကလေးသွားနှက်တဲ့ကောင်100ရှုံးသွားကြောင့်မလို့လောကမှာဘယ်သူမှထင်မသေးပါနဲ့လူတွေသူ့နေရာနဲ့သူတော်ကြပါတယ်နည်းနည်းလေးညီကုန်းချုပ်ဖြစ်ကလေးတစ်ခုပြောပါမယ်ကိုမြေစားခွင့်တောင်းတယ်နော်အဲ့ဒါတော့နှိမ့်ချခြင်းဖြစ်ကြီးမြတ်တာမရယာဘက်မှာလူတစ်ခုရှိတယ်ဘိသိက်ဆရာ2ယောက်ငားတယ်တယောက်ကမန္တလေးကဘိသိက်ဆရာလိုင်းနဲ့ကျေးကြီးဆုံးနာမည်ကျော်ဆုံးပါပဲတယောက်ကတော့စရောင်းမ9ရွာကတော်ဘိသိက်စရောင်းတောင်းနဲ့ရွာနာမည်ကိုဆွဲပြီးစရောင်းတောင်းနဲ့အိုးဘိသိက်ပြိုင်ဆိုတော့အညာကလူတွေကမန္တနဲ့အပြည့်လာအပေးဆိုင်ဆရာကလည်းမန္တလေးဆိုင်နာမည်ကြီးနာမည်ကျော်ရွာစားစိတ်တင်ဟန်နဲ့အဲ့တော့ဘိသိက်ပွဲစကြပါစို့မန္တပြင်မဲ့ကိုလူတွေရှန်ထွက်နေတဲ့ရွာနီးချုပ်ဆက်ကပါလာကြတာကိုဟိုးမြို့ဘိသိက်ကအရင်ဘိသိက်မြောက်တယ်မတ္တထကျေးကြီးနာမည်ကျော်ဘယ်လိုများလဲကွဟိုးနောက်ကလူတွေကခါလေးမှတ်ခေါင်းလေးမော့လန့်ကြည့်တွေ့ပြီဖက်ဖူးရောက်မောင်းချက်တည်းခေါင်းမောင်းကလေးပေါင်းလို့တော်ရင်အင်ကြီးရှည်ကြီးကမိဘူးကြဖြူဖွေးလွတ်အတွန့်ချေမရှိအောက်ကကြိုးကြီးကျိတ်လုံးကြီးရွှေပလားရောင်3600ပေးရတယ်ခြေတော့ကိုခြေအိပ်ဖြူလေးစွတ်လို့နောက်ကလူတွေကဟာကျဲကြည့်တာနဲ့လျော်ပါပေးရဲ့ကြည့်လို့ကောင်းလိုက်တာအသက်ကလည်း40လောက်သားရေးကပြည့်ပြည့်တင်းတင်းနှစ်သက်ကြတယ်စရောင်းတောင်းကလည်းမော့ကြည့်အင်ကြီးကတွန့်ကြိမ်မရှိတတိထားမိလူတွေကလည်းမြို့ဘိသိက်ကိုကြည့်ပြီးတော့နေအောင်ကွာငါတို့တောဘိသိက်ကြီးရရောဘယ်လိုများဝတ်ထားပါလိမ့်ဘိသိက်ပြိုင်ငိုးရှာကြည့်ကြတွေ့ပါပြီမတ်တရတဲ့ဘိသိက်ဆရာနဲ့တယောက်ကျော်လုံးမှာစရောင်းတောင်းထိုင်လို့စရောင်းတောင်းကမော့ကြည့်ရင်နဲ့သူ့အင်ကြီးကထောင်းလမောင်းကိုခြေနေတာပဲတော်ရင်အင်ကြီးရှည်ပါပဲရှည်ချင်းတော့တူတူပါပဲခြေမှာပေါ့သူကဘိသိက်ပွဲပြီးမခောက်ဘူးလုံးသိက်လွယ်ထဲထိုးကြိတ်ထဲအောက်ကပိုးလုံးကြီးပန်းအောင်ကလေးပဲဒါလည်းမခောက်ဘူးလုံးကြိတ်ထဲဘိသိက်မြောက်ခါနီးမှလွယ်ထဲကထုတ်တာခါပြီးတော့အင်ကြီးကိုဝတ်ပစိုးကိုလဲဝတ်သူတယောက်ထဲတော့ဘာအရေးလဲဘယ်သူမှမသိသူရင်အင်ကြီးရှည်ကြီးဖြစ်နေတာနဲ့ကိုပဲပြိဿနဲ့ကြွာချပြီးတော့သဘောတွေကြည့်ရတာအခုတော့ဟိုတယောက်ကတွန့်ကြိမ်မရှိစရုံတောင်းကသူ့ဘာသူလိပ်ပြမလုံးသူ့အင်ကြီးတွန့်ကြိမ်လေးတွေကိုလက်နဲ့ဖိပြီးတော့ပြေအောင်ဖြေတယ်ပျောက်အောင်ဖြောက်တယ်မပြေပါဘူးမပျောက်ပါဘူးပိုးလုံးကြီးလေးဒါလေးဖိတတ်
တို့တော်ပိသိကြီးကဘယ်လိုနေလဲကွာလှမ်းကြည့်တဲ့လူတွေကတွေးဟိုမှာကြည်အောင်ခုမှအင်ကြီးတွန့်ကြည်တွေဖိသတ်နေတယ်တက်လည်းသူ့ပြေတွေမပြောက်ပါဘူးကွာဒေါသတွေအတင်းတုပ်နေတယ်တယောက်ကပြောတယ်မင်းတို့ကအင်ကြီးပဲကြည်တာကိုခေါင်းပေါင်းလည်းကြည်ပါအောင်မောင်းချက်တွေခေါင်းပေါင်းမဟုတ်ပဝါကလေးကိုရစ်ပြီးတော့တစထောင်ပေါင်းထားတယ်အဲ့ဒီထိတ်တဲ့မှာချွေးကွက်ကြီးတဲ့ဒီလူမှဖြစ်တာမဟုတ်ဘယ်လူမှကွက်ခဲမှန်းတော့မသိချွေးကွက်က6တောင်နေပါပြီတယောက်ကပြောပြန်တယ်အေးကွာသူချွေးကွက်သူမမြင်ရတော်သေးတာပေါ့ဒေါသတွေရတယ်အလွတ်ကိုမပေးဘူးချအဲ့ဒီမှာမြို့ပိသိက်ကပိသိက်စမြောက်ပါတယ်မင်္ဂလာ12ပါးကိုရှင်းပြပြီးတော့မင်္ဂလာတစ်ပါးချင်းစီပြောပြဟိုးပညာရှိစကားတွေနားထောင်လို့ကောင်းတယ်မင်္ဂလာပါပန်လူနန္တီတိစိန်တဲ့တီမင်္ဂလာမကောင်းမှုတွေပယ်ဖြတ်သုံးသင်လို့မင်္ဂလာခေါ်တာပြပြောစရုံတော့နားထောင်နေတယ်အင်ကြီးတွန့်ကြည်မတတ်နိုင်တော့ပါဘူးကောင်းလိုက်တဲ့စကားတွေငါမသိပါဘူးပညာရှိစကားတွေပါပဲဟိုးမျိုးပိတ်ဆရာလိုက်ပညာရှိပါပြီရဲ့နားထောင်မှတ်သားနေပါလေဆရာလိုက်ကမင်္ဂလာ12ပါးပြည့်တဲ့ခါကျတော့ဘိသိက်ပြိုင်ဆိုတဲ့အတိုင်းတစ်ဖက်ကဘိသိက်ဆရာကိုအနိုင်အပိုင်တွယ်ခဲ့တယ်ဘယ်လိုတွယ်တော့အဲ့ဒီမင်္ဂလာ12ပါးမှာအရေးကြီးဆုံးကဟောဒီသားရှင်ပြုတဲ့မင်္ဂလာပြဒီမင်္ဂလာရှင်လောင်းလေးတွေမကြခင်ရှင်သာမဏေဖြစ်မယ်မိဘစာကြောရမယ်ဒါကြောင့်မလို့ဒီရှင်လောင်းကလေးတွေကိုဘိသိက်သွန်းတဲ့နေရာမှာဘိသိက်ဆရာသေသေးရဲ့မတော့ရဘူးဗျသေသေးရဲ့တော့ရင်ဘိသိက်မမြောက်နဲ့ဟောကနေမနဲ့ထဲမှာအတန်ကြီးဖြစ်ဘာဖြစ်တာလဲကြီးတာမဟုတ်ဘူးတနယ်လုံးသိတယ်စရုံတောင်းကတောဘိသိက်ဆရာကြီးကထရေအရက်တယ်ကြိုက်တာကိုဘိသိက်ပွဲပြီးရင်ထတော်ဝင်မော့တော့မယ်မြို့ဘိသိက်ကလှင်လာကြီးလားကွဘဲကောင်းနေသတင်းပေါက်ကြသွားလဲကွဆော်ပြီဟဲ့တောဘိသိက်ကြီးကိုတော့အပိုင်ချပြီဟဲ့ဘိသက်ကစရုံတောင်းကိုလှမ်းကြည့်ကြတယ်စရုံတောင်းကခေါင်းကလေးတငိမ့်ငိမ့်နဲ့ဟိုမှာကြည်အောင်ခေါင်းတငိမ့်ငိမ့်နဲ့ဝန်ခံနေပြီတော်အကောင်တွေကတီတို့တဖန်ဘိုးလုတ်အဲ့ဒီမှာမြို့ဘိသက်ကအပိုင်ခြေထောက်နဲ့ဖြီးပြီးတော့ထိုင်သွားတယ်ဆိုင်းဆရာကအကူပြောင်းတီလုံးကလေးတီးပေးတော်ဘိသက်မတထစရောင်တော့မိုက်ခရိုဖုန်းရှိရောက်ပိသက်ရှိရောက်တာတော့မှအင်ကြီးတွန့်ကြည်လေးတတ်တုံပိသက်ကဟိုမှာကြည်အောင်ခုထိတတ်တုံกว่าပစိုးလေးပုတ်တုံအဲ့လိုလုပ်နေရကနေပြီးတော့မြို့ပိသက်ရှိတဲ့ဘယ်ဘက်ကိုခေါင်းကလေးငှဲ့ကြည့်တယ်ပိသက်ကတိတ်သွားတာပဲကြည်နေပြီဆော်တော့သူ့ဆော်သွားတာအဲ့လိုခေါင်းငှဲ့နေရကခေါင်းကလေးတဆက်ညိတ်အသက်တောင်မရှူရဲဘူးဘယ်လိုဆော်တယ်လဲကြားကျင်လို့ခေါင်းညိတ်ရနေပြောတယ်စရုံတော့ကဩလူတွေကပြောလိုက်ကြတာဘိသိက်ပြိုင်နဲ့ကျွန်တော်မပြိုင်နိုင်ပါဘူးကျွန်တော်ကတက်လို့လောက်တာမှမဟုတ်ပဲဟိုစရုံမှ9ရွာကလဲသမားပါခမအခုလိုလဲရလုပ်ငန်းအားတဲ့ຫນွေရာသီမှာကျွန်တော်တငယ်ချင်းမိတ်ဆွေတွေသူတို့သားရှင်ပြုတော့ဘိသိက်မငှားနိုင်ကျွန်တော်ကိုကူညီတောင်းကြတယ်ကျွန်တော်ကတချင်းလေးပါလေဆိုတာဝသနာပါလို့ဘိသိက်မြောက်ပေးရင်းနဲ့ဘိသိက်ဆရာဖြစ်လာတာပါစောကဆရာလိုင်းပြောသွားတဲ့စကားတွေကောင်းလိုက်တာပညာရှိစကားတွေပါပဲပညာရှိပါပဲရဲ့ကျွန်တော်မသိပါဘူးမှတ်သားရကျေစုကြီးပါတယ်ခမလူတွေကဟာဘယ်လိုကြီးလဲကွာဆော်တော့မယ်မှန်ဆော်လည်းမဆော်ဘူးသူ့တော့ဟိုကဆော်သွားတယ်တယောက်ကပြောတယ်မနိုင်တော့လည်းရှုံးပေးလိုက်အေးတာပါပဲကွာဒေါသတွေကတော့ဆက်ပြီးအတင်းချနေတော့တကယ်တော့အဲ့ဒေါသတွေကကိုဒေါသချင်းကို
ba page ne ko luga le kong shong ni ro gyu na do so pyo ni ja da ba eri ma sarong dong nga sat pyo de di nei bait thai myaw la ka ni taung ma chano mai ma nwa the chin ne ye pyaw thang nge aung so lo ye thang nge ya de khamya ye rung nga le ywa de ma ma si ywa pyin twa pi ro ye sai nang kale ne thang ya de ywa ka thwat de so yin be pe kin kale de ka sain sain so so tayap pin kale de ya pwit ni we thang min kale de si yi tan lo chano tayaw the luan de lo lo da ne bong daw kale de buk so like de khamya ya sa jo pi tha na ba ya na chat bo na lan da tat ka so we a that ko ani sarong dong ya tan wa tan ka a tan wa si hei ne tai kaung na be chano tan ka ai lo ma hot ba bu tan sin ti yong mya so pya da ba sai nga le a so kaung ne sarong dong ne twai ro like ti da bo so so ka ti ma ma ti ya be ti lo kaung like da man da the ma sai tan ne the chin tan chain chain nyan ba ke yo na thong lo kaung ni ai lo kaung ni ro bong daw ka song twa sain tin han ka ti chin de let ko myaw le ye pai da ka na ko swin le ye sarong dong ka ti ba de o ye rung ka we de khamya bong naw de buk song na dong myaw de bu khamya lu de wa ka ne ji de so me so ma naw de buk so ba de sain tin han ka ti de na buk song မရောက်သေးဘူးခမရေရင်းကဝေးတယ်ဗျဝါကနေကြီးပြန်နေ3ပုတ်4ပုတ်5ပုတ်ဆက်တိုက်ဆိုတယ်တချင်းတန်နဲ့ဆိုင်းတန်ရွာပေါ်လွှမ်းကြော်လို့သွားစရောင်းကောင်းရဲ့ဂိတရေရင်ကျော်မျောပါသွားကြပြီအင်ကြီးတွန့်ချေမေ့ကုံညထိတ်ကနဖူးချွေးခွက်ကြီးပျောက်သွားပါပြီစရောင်းကောင်းကိုယ်တိုင်လဲသူဂိတရေရင်ကျော်သူ့ဘာသာမျောပြီးတော့သူ့ရဲ့အင်ကြီးတွန့်ကြည့်မေ့သွားပြီအဲ့ဒီမှာစရောင်းတောင်းကလက်ဒီဆရာတော်ဘုရားကြီးရဲ့တန်ဝေကတွေ့ကြုံကြီးကိုဆိုလိုက်ပါတယ်မိုင်မလေးနိုင်မှုမြိုင်ခင်းတဲ့ညာစီမိုင်မလေးနိုင်မှုမြိုင်ခင်းတဲ့ညာစီခါတော်မီတိမွေနိုင်ဘူးခါရောမီတိမွေနိုင်ဘူးအဲ့ဒီခါရောမီမှာကိုပဲဗျာသူကအမျိုးမျိုးကွန့်ပြီးတော့ဆိုတယ်ခါရောမီ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 သူကကွန့်ဆိုရင်ဆိုင်းဆရာကလိုက်မတီးသေးဘူးသူ့ကိုကြည့်ပြီးတော့ပြုံးလို့သူပြီးမှဆိုင်းဆရာကညွန့်ပြီးတော့တီးတယ်ဆိုင်းဆရာတီးရင်စရောင်းတောင်းကတပြန်ကြည့်ပြီးတော့ပြုံးလို့နှစ်ဦးသာအပြုံးချင်းဖလဲကြတယ်တဲ့ဂီတအနုပညာပြိုင်နေကြတာမဟုတ်အပေးအယူမျှနေကြတယ်မန္တထဲကပြိဿကြီးအားလုံးပြုံးလို့ကျက်တည်ရှိလိုက်တာကျက်တည်ရှိလိုက်အခုနဘတ်စကားဘောဟာနဲ့တခြားစီပဲမေတ္တာချင်းတုံ့ပြန်ဖလဲနေကြအဲ့လိုနီးနဲ့ကျွန်တော်အချင်းယုံပြီးတော့နေကုန်းချုပ်ပါမယ်အဲ့လိုနီးနဲ့စရောင်းတောင်းကဒီတေပုံမာတွေကိုဆိုးလိုက်တရားတွေကိုဟောလိုက်တဏှာပူးတဲ့ယူတွေမှာအမှုမပြေပင်မရှားလိုက်လေတဏှာဖန်တဲ့အကန့်တွေမှာအပန်းမပြေပင်မရှားလိုက်လေတဏှာကြိုက်တဲ့အမိုက်တွေမှာအငိုက်မပြေပင်မရှားလိုက်လေတဏှာကြောင့်မို့လို့ကျွန်တော်တို့တန်တရားလည်နေကြတာပါအဲ့ဒီတဏှာကပူနေတော့မူပါတယ်တဏှာကဖန်နေတော့ကံပါတယ်တဏှာကိုကြိုက်လို့မိုက်ပြီးတော့တန်တရားတကြောမျောနေကြတယ်ဟောဒီလိုဗုဒ္ဓသာသနာတော်ကြီးနဲ့ဂျုံနေပါရဲ့နဲ့ကျွန်တော်တို့ကဝိပဿနာတရားဘာဝနာပဲတီကလေးမှမဝဲနိုင်ကြပါဘူးမိုက်မလင်းနိုင်ကြဘူးအဲ့ဒီမိုက်မလင်းနိုင်တဲ့ဟောဒီစရောင်းတောင်းကပို့ဆိုးတယ်ခမထရေကလေးရက်ကလေးတောက်တတ်တော့ပို့မိုက်တယ်ခမသူတုံးပြန်ပုံတော့သူတုံးပြန်ပုံကရန်လိုပြီးတုံးပြန်တာမဟုတ်ဘူးသူ့ကိုယ်သူနှိမ်ချပြီးတော့တုံးပြန်လိုက်တော့ပရိသတ်ကကျေနပ်သွားတယ်ခြေရက်တောက်တာတော့အပြစ်မမြင်တော့တယ်လို့ဖြစ်သွားတယ်အဲ့လိုနည်းနဲ့သူကနောက်ဆုံးပိတ်ကြတော့ဒီ
ချိန်ကြည့်လိုက်တဲ့အခါနာယီဝက်ကြော်နေပြီသူနားပါမယ်မြို့ပိတ်သိအလှည့်ပြန်ပေးပါမယ်ဆိုတော့နားထောင်ကောင်းနေတဲ့ဟိုးနောက်ကတယောက်ကဆရာပဲဆက်လုပ်လိုက်ပါတဲ့ဟောတယ်အဲ့နားထောင်ကောင်းတဲ့ထဲမှာအဲ့လူတွေမကောက်ကြံတဲ့လူတွေအကုန်လုံးပါတော့ဟောကနေလက်ခုပ်တီးပြီးတော့ထောက်ခံနေစောစောအတင်းတုတ်တဲ့ကောင်တွေလက်ခုပ်တီးနေကြပြီအဲ့ဒီနားထောင်ကောင်းတဲ့ထဲမှာဘသူပါသေးတော့မြို့ပိတ်သိဆရာလိုင်းပါတယ်မြို့ပိတ်သိကပြောတယ်ဆရာပဲဆက်လုပ်လိုက်ပါသူလည်းမထကြတော့အော်မဟုတ်ပါဘူးခင်ဗျကျွန်တော်နားမှာပါခင်ဗျတရားရှိကြိုင်းဖြစ်မောင်ရှင်လောင်းလေးတွေကိုမင်္ဂလာသပြေကနေရေးပေးရတော့မယ်မင်္ဂလာချီးမွမ်းခွင့်ဆိုရတော့မယ်ကျွန်တော်ကလည်းထေကလေးရက်ကလေးတောက်တတ်တော့မတော်ဘူးလားလို့ပါခင်ဗျမြို့ပိတ်သိကလှမ်းပြောတယ်လောက်သာလောက်ပါဘာမှမဖြစ်ပါဘူးသူပဲခုနဖြစ်တယ်ပြောပြီးအဲ့ဒီမှာအားလုံးရဲ့တောင်းဆိုချက်ရဆရာတော်တောင်းကအောင်ပါစေတပြေပန်းနဲ့ရေချမ်းငိုလောင်းဒီသချင်းဆိုတော့မြို့ပိတ်သိကမနေသာထလာပြီးတော့တပြေကရေပက်ပေးရှာတယ်မြို့ပိတ်သိကဘာဖြစ်သွားတော့ဆိုတော့ပိတ်သိအကူဖြစ်သွားပါတယ်သို့သောသူ့ကိုယ်သူမသိငယ်ဘူးတစ်ဖက်သားကိုကူညီတာပြုံးလို့ဆရာတော်တောင်းသချင်းဆိုတဲ့ဘက်ကိုလှည့်ကြည့်လိုက်ပြုံးလိုက်မောင်ရှင်လောင်းလေးတွေရေပက်ပေးလိုက်ပြောလို့ကြောကျိုးဖျားတရားတန်ခါကြောတော့ချီမန်းဝင်းလေးတွေစွတ်ပေးလို့နှစ်ဦးသားသူတို့ပေးယူမျှနေပြန်ပြီပိတ်သိပွဲကြီးပြီးကြပါစို့ဆရာတော်တောင်းကကောင်းမောင်းကိုဖြုတ်လွယ်ထဲထိုးကြိတ်ထဲအင်ကြီးရှေကြီးကိုချွတ်လုံးသိပ်ထဲပစိုးလဲထိုးကြိတ်ထဲပြီးပြီ3မိနစ်မနက်တိုင်းမိစေဘောလိပ်ဖွာနေမြို့ပိတ်တဲ့ကမောင်ကျက်တွေကောင်းမောင်းလေးဖြုတ်ဘူးတဲ့ထက်ပြန်ပိတ်တော်ရင်အင်ကြီးရှေကြီးကိုခေါက်ရိုးကြအောင်ခေါက်ကြိုးကြီးစိတ်ကိုခေါက်သားကြအောင်ခေါက်တက်တာတွေဟုတ်တက်တာကိုပိတ်ကြားလိုက်တာမနက်ထဲမှာလူတွေမရှိတော့ပါဘူးရွာသားစိန်တဟန်ဆိုင်ဝိုင်းထဲမှာရှိသေးတယ်ဘာလို့နေတော့ပတ်စာတွေကိုဘုံမောပတ်စာကိုလကွင်းကလေးနဲ့ခွာနေတယ်မြို့ပိတ်စိတ်ကအဝတ်စားလဲလို့ပြီးတော့တက်တာကလေးဆွဲမန္တထဲလျှောက်သွားဆရာတော်တောင်းထိုင်နေနားရောက်တော့ဒူကလေးတုတ်တက်တာကလေးကိုဘေးမှာချဦး3ချိန်ရိုးရိုးသေးသေးရှစ်ခိုးကြော့စိန်တဟန်မြင်နေဟာကြော့နေပါလားဘိသိက်ပြိုင်ကမြင်ခွင့်ပြောင်းသွားပြီဟိုဘိသိက်ကဘာပြောမှာပါလဲနားဆွင့်နေဆရာတော်တောင်းပြောတဲ့စကားနားထောင်ကြည့်ပါဟောကျွန်တော်ကဆရာလိုင်းကိုပညာရှိလို့ထင်ထားတာကျွန်တော်မှားသွားပြီခမည်းကပညာရှိုံမှမကပဲပညာရှိသူတော်ကောင်းပဲကြော့လာတဲ့လူကိုလက်မထောင်နိုင်မယူဘူးသူကတော့ပွေ့ပိုက်ပြီးကောင်းမအမြင့်ကိုတင်းနေကြည့်ပါဒီဘိတ်သိပ်ပြိုင်ဘသူရှုံတော့ဘသူမှမရှုံဘသူနိုင်တော့နှစ်ယောက်စလုံးနိုင်ဟိုမြို့ဘိတ်သိပ်ဆရာလိုက်အသက်40လောက်မန်တရှိတက်တဲ့အရွယ်နိုင်ရင်လို့ပြိုင်တောင်ပြိုင်သေးခြေထောက်နဲ့တောင်ပိုင်နှင်းချေသေးတစ်ဖက်လူကမပြိုင်ရှာဘူးနှိမ်ချတယ်သူ့ကိုအမွန်းတင်တယ်အဲ့ဒီမှာငါမှားပြီလို့သိမှားပြီလို့သိတာနဲ့ဝန်ချကြော့နိုင်တာအဲ့ဒီလူသူတော်ကောင်းပညာရှိဖို့မခက်ဘူးပညာတွေတက်အောင်တင်ပညာတက်ပြီးဆင်ញံုံတရားတွေအားကောင်းပညာရှိတယ်ပညာတက်ပေါ်ပါတယ်ပညာရှိလဲပေါ်ပါသေးတယ်ပညာရှိသူတော်ကောင်းရှားတယ်လူတွေပညာရှိသူတော်ကောင်းဖြစ်စေချင်ပါတယ်စာဖတ်ခြင်းဖြင့်မြင့်အောင်မြင့်မှာပညာရှိအောင်လုပ်ပါစိတ်ကောင်းရှိခြင်းဖြင့်နှိမ်ချခြင်းဖြင့်ကြီးမြင့်အောင်မြင့်ပါအဲ့လိုလူတော်တွေလူကောင်းနေတော်လဲတော်တယ်ကောင်းလဲကောင်းတယ်များရင်မြင့်တဲ့လူတွေကမိမိကိုယ်ကိုမိမိမြင့်အောင်မြင့်ပြီးရင်ဘယ်တော့မှငြိမ်ငြိမ်မနေဘူးကိုယ်ပတ်ဝန်းကျင်ကိုမြင့်ပါလိမ့်မယ်
ကိုယ်တိုင်းပြည်ကိုလူမျိုးကိုမြင့်အောင်မြင့်ကြပါလိမ့်မယ်လူအားလုံးစာဖတ်ကြပါစိတ်ကောင်းရှိပါမိမိကိုယ်ကိုမြင့်အောင်မြင့်နိုင်ကြပါစေကိုယ်တိုင်းပြည်ကိုလူမျိုးကိုလည်းမြင့်အောင်မြင့်နိုင်ကြပါစေလို့ဆုတောင်းရင်းညီကုန်းချုပ်ပါရစေ